လူဖီရဲ့တက်ခိုက်မှုကြောင့်ကြောင်နဲ့ပင်လယ်သမားအဖွဲ့သားတွေအသက်ရှင်သွားခဲ့ပြီးသူကလည်းဘတော်မှခူရိုလိုကပတိန်မျိုးမဖြစ်လာစေရဘူးလို့အာမခံလိုက်ပါတယ်ခူရိုကလည်းနောက်ကျောင်းပြန်တိုက်ပွဲကိုနောက်တစ်ချိန်ထပ်သုံးလိုက်ပြီးတော်ရဲကအော်နီယန်တို့၃ယောက်ကလည်းသူတို့တက်နိုင်နေမြဂျန်ဂိုကိုပြန်တိုက်ကြပေမဲ့အင်အားချင်းကကွာလွန်းနေတဲ့အတွက်၃ယောက်သာပြန်အတီးခံလိုက်ရပါတယ်အဲအကြောင်းခါရကကလေးတွေကိုလှုပ်ပေးရင်သူတေတန်းစာကိုရေးပေးမဲ့အကြောင်းအာမခံလိုက်ရပြီးတကယ်လို့ကလေးတွေကိုဆက်ပြီးဒုက္ခပေးနေမယ်ဆိုရင်ဘာစာမှမရေးပဲအသေးခံလိုက်ဖို့ဆုံးဖြတ်ထားတဲ့အတွက်ဂျန်ဂိုကအဲ့ဒီကန့်လန့်မှုကိုလက်ခံလိုက်ရပါတယ်ပြီးရတဲ့ခါရကိုအပြက်ရှင်းဖို့လုပ်နေရောအနားရောက်လာတဲ့ဇိုရိုကလှမ်းတွေးလိုက်ပြီးကန်းကြီးမှာလည်းခူရိုကနောက်ကျောင်းပြန်တိုက်ခိုက်မှုကိုဇက်တိုက်သုံးနေရတာကြောင့်ပင်ပန်းလာပြီဆိုတာလူဖီကရိပ်မိလိုက်ပါတယ်အဲအကြောင်းသူ့ရဲ့ရာဘာလက်တွေနဲ့မရမကလိုက်ဖမ်းပြီးခန္ဓာကိုယ်ပေါ်မှာကတ်နေလိုက်တဲ့အတွက်လှိမ်မြန်တဲ့တက်ကွက်တွေကိုအသုံးပြုလို့မရတော့ပဲကပတိန်ခူရိုတာရှုံးရင်သူတို့အသက်မခံရဘူးဆိုတာတိရဲ့ပင်လယ်သမားတွေကလည်းနောက်ကနေလူဖီကိုဝိုင်းဝန်းဩဘာပေးကြပါတယ်ကလေးတွေကအချိန်ဆွဲပေးရတော့အနားကိုကပ်ဖို့မမီတော့တဲ့ဇိုရိုကလည်းတစ်ကိုင်းတစ်ခုကိုပဲခုတ်ဖြတ်လိုက်ပြီးတကယ်တမ်းဥဆိုးရဲ့ပြကွင်းလမ်းကြောင်းကိုရှင်းပေးလိုက်တာဖြစ်လို့ပောက်ကွဲကျဲစင်ပြစ်ချက်နဲ့အစော်ခံလိုက်ရပါတယ်လူဖီကလည်းဂေါမူတို့ခေါင်းလန်းတက်ကွက်လို့အော်ရင်ခေါင်းနဲ့အားရပါရစောင့်ချလိုက်တဲ့အတွက်ကပတိန်ခူရိုကသတိပြန်လဲမလာတော့ပဲမုန်ခီတီလူဖီလို့ခေါ်တဲ့ကောင်ကသူ့နာမည်ကိုစွန့်ပြီးပင်လယ်ပြင်ကထွက်ပြေးတဲ့ကောင်မျိုးကိုဘတော်မှရှုံးမမဟုတ်ဘူးလို့ပြပြလိုက်ပါတယ်ပင်လယ်သမားတယောက်ကတေမပဲသူ့ရဲ့နာမည်ကိုစွန့်လွတ်တာဖြစ်လို့လူဖီဆိုတဲ့နာမည်ကိုသူ့ပင်လယ်သမားဘရင်ဖြစ်လာတဲ့အချိန်ထိမှတ်ထားလိုက်ဖို့နဲ့ခူရိုကိုခေါ်ပြီးဒီကနေချက်ချင်းလေးဖို့သတိပေးလိုက်ပါတယ်တိုက်ပွဲပြီးသွားတာနဲ့ထုံးစံအတိုင်းလူဖီကတော့အသားစားခြင်းနေပြီးဥစွတ်ကလည်းဖြစ်ပျက်သွားတဲ့ကိစ္စတွေအလုံးကိုလှုပ်ဝက်ပေးထားဖို့နဲ့ပြီးသွားတဲ့ကိစ္စအတွက်ဘယ်သူမှကြောက်နေစရာမလိုပဲခါတိုင်းလိုအလိမ်ညာတစ်ခုအဖြစ်ပဲဆက်ရှိနေစေဖို့ဂတိတောင်းဝဲလိုက်ပါတယ်နေတိုင်းမနေ့တိုင်းပင်လယ်သမားတွေရွာထဲဝင်လာပြီးလို့အော်ဒေကြဥစွတ်ကဒီနေ့ပေါ်မလာတဲ့အတွက်ရွာသားတွေလည်းလွမ်းတလူလူဖြစ်နေကြပြီးအခုလိုခက်ခဲတဲ့တိုက်ပွဲကြီးကိုမကြောက်မရွံ့ရင်ဆိုင်ခဲ့ကြတဲ့သူ့ရဲ့တပည့်တွေကိုလည်းဥစွတ်ကချီးကျူးလိုက်ပါတယ်ပြီးရင်တော့သူကယောက်ျားတစ်ယောက်အနေနဲ့ပင်လယ်ပြင်ကိုထွက်ပြီးတကယ်ပင်လယ်သမားအစ်စ်တစ်ယောက်လို့ဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်တဲ့အကြောင်းအော်နီယန်တို့ကိုအသိပေးလိုက်ပါတယ်မုံလာဦးနီငရုတ်ကောင်းတဲ့ကြက်သွန်နီတို့ကတော့သူတို့အကိုကြီးကိုထွက်မသွားစေချင်ကြပေမဲ့လွန်ခဲ့တဲ့9နှစ်သူတို့တွေ့ခဲ့တဲ့အချိန်ကနေစလို့အမတ်တရတွေအားလုံးကဒီနေ့ဒီအချိန်ခွဲခွာဖို့လဲအကြောင်းဖန်လာခဲ့တာဖြစ်ပါတယ်။စာရေးစရာလုံးမယ်လက်သမားလုံးမယ်ဘီယာဆိုင်ဖွင့်မယ်ဆိုတဲ့သူတို့ရဲ့ကြီးမန်းချက်ပန်းနိုင်တွေကိုလည်းဖြစ်အောင်လုပ်ဖို့မှာခဲ့ပြီးရနဲ့အဲ့ဒီမှာနေမယ်သူတို့ရဲ့ဥစွတ်ပင်လက်သမားအဖွဲ့ကိုတက်ရောက်ဝင်ဖျက်သိမ်းလိုက်ပါတယ်။အတော်လေးနေပြန်ကောင်းလာပြီဖြစ်တဲ့ခါရကသူ့ကိုကူညီပေးခဲ့တဲ့လူဖီတို့ကိုကျေးဇူးတင်တဲ့အနေနဲ့လက်ဆောင်တစ်ခုပြင်ဆင်ပေးထားပြီးဥစွတ်ကလည်းသူ့ရဲ့ဆုံးဖြတ်ချက်အတိုင်းအထုပ်ပိုးတွေနဲ့အတူရွာကနေထွက်လာခဲ့ပါတယ်။ခါရကလူဖီတို့ကိုမယ်ရီကိုတိုင်းဒီဇိုင်းဆွဲတိစောက်ထားတဲ့စပိန်တင်းမောအမျိုးအစားဂိုရင်းမယ်ရီကိုလက်ဆောင်ပေးလိုက်ပြီးအဲ့အချိန်မှာဥစွတ်ကလည်းကွက်တီကန်းကြီးကိုရောက်လာခဲ့ပါတယ်။နောက်တစ်ခါသူ့ရွာကိုပြန်ရောက်လာရင်စွန်စားကန်းပုံမြင့်အသက်တွေပြောပြမယ်လို့ခါရကိုဂတိပေးပြီးရနဲ့လူဖီတို့ကိုပါတစ်ချိန်ပင်လယ်ပြင်မှာကံမကုံဝင်ပြန်ဆောင်ကြမယ်လို့နှုတ်ဆက်လိုက်ပါတယ်။ဒါပေမဲ့သူတို့ကတငယ်ချင်းတွေဖြစ်နေပြီမို့လို့လူဖီနဲ့ဆိုတို့ကတင်းမောပေါ်တက်လာခဲ့ဖို့ခေါ်လိုက်တဲ့အတွက်ဥစွတ်ကလည်းလူဖီတို့ရဲ့ပင်လယ်သမားအဖွဲ့သားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့ကပတိန်ဥစွတ်ကြီးတကယ်ထွက်သွားပြီဖြစ်တဲ့အတွက်ရွာမှာကြံခဲ့တဲ့ကောင်တွေကလည်းဥစွတ်ရဲ့ legacy ကိုဆက်ခတ်တဲ့အနေနဲ့၃ကောင်သာရွာထဲကိုပင်လယ်သမားတွေဝင်လာပြီဖြစ်တဲ့အကြောင်းလိုက်អော်ကြပါတယ်။ခါရကဥစွတ်ကိုရွာကနေထွက်မသွားစေချင်ပေမဲ့သူ့ရဲ့ဆန္ဒကိုတော့မတားခဲ့ပဲငငယ်တည်းကသူ့အဖေရာဆုပ်ထားခဲ့တဲ့အချိန်ကနေစလို့အမေဖြစ်သူကိုပါဆုံးရှုံးခဲ့ရတဲ့ဥစွတ်အကြောင်းရွာသားတွေကသူ့ကိုပြောပြဘူးတယ်လို့မယ်ရီကရှင်းပြလိုက်ပါတယ်။ဥစွတ်ရဲ့အဖေကရွာကိုပြန်လာတော့မှမဟုတ်ပေမဲ့ပင်လယ်သမားတယောက်ရဲရင်နဲ့စစ်တီတော်တယောက်ကိုလက်ထပ်ခဲ့ရလို့ဂုံယူတဲ့အကြောင်းနဲ့ဥစွတ်ကိုလည်းသူ့ရဲ့အဖေလိုတတိရှိရဲ့သူတယောက်ဖြစ်အောင်လုပ်ဖို့ပြောရင်းနဲ့ဥစွတ်ရဲ့အမေကတိတ်ဆုံးသွားခဲ့တာဖြစ်ပါတယ်။အဲအကြောင်းအထီးကျန်လုံးတဲ့ဥစွတ်လေးကပင်လယ်သမားတွေရွာကိုရောက်လာပြီဆိုတဲ့အကြောင်းအမြဲရှောက်ဝေါ်နေခဲ့ပြီးအဲ့ဒီအလိမ်ညာထဲမှာသူ့အဖေတနေ့ကျရင်ရွာကိုပြန်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တွေပါဝင်နေရဲ့အပြင်သူ့လိုပဲမိဘတွေဆုံးရှုံးခဲ့ရတဲ့ခါရကိုစာနာလို့အမြဲဂရုစိုက်အားပေးခဲ့တာဖြစ်နိုင်တဲ့အကြောင်းမယ်ရီကပြောပြလိုက်ပါတယ်။ US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်။မယ်ရီကပြောပြလိုက်ပါတယ်။တင်မောအစ်စ်နဲ့အဖွဲ့ဝင်အစ်စ်တွေရတာတဲ့လူဖီရဲ့အဖွဲ့ကတကယ်ပင်လယ်သမားအစ်စ်တွေဖြစ်ဖို့ဆိုရင်ကိုပိုင်အမှတ်အသားအလံတစ်ခုလောက်လည်းလိုအပ်လာပြီဖြစ်ပါတယ်။ပင်လယ်သမားအလံဆိုတာတင်မင်းရဲ့အမှတ်တစိမ့်လို့တင်စားရလောက်အောင်မြင်တာနဲ့ကြောက်ရွံ့သွားရမှာဖြစ်ပေမဲ့အလိုင်းမင်းစောင်းနေရဲ့အယိုးကောင်းကိုဆွဲနိုင်တဲ့လူဖီရဲ့အရေးချင်းကပိုပြီးကြောက်စရာကောင်းနေကြတာဖြစ်ပါတယ်။အဲအကြောင်းပုံဆွဲတော့တဲ့ဥစွတ်ကပြင်ဆင်ပေးလိုက်ပြီမဲ့လေနှာခေါင်းရှိပင်လယ်သမားအလံဖြစ်နေပြီးနောက်ဆုံးမှာတော့သူတို့ရဲ့အမှတ်အသားကောက်ရိုးအထုပ်နဲ့အယိုးကောင်းအလံကိုအောင်မြင်စွာတက်ဆင်နိုင်ခဲ့ကြပါတယ်။အဲ့လိုနဲ့ပင်လယ်သမားလူဖီဦးဆောင်တဲ့ဂိုရင်းမယ်ရီတင်မောကဒန်နာဟီလာရတနာကျွန်းစီကိုဆက်လက်ရွှဲလင့်လာခဲ့ပြီးအဲကျွန်းသားကိုကတ်တဲ့ဘသူမဆိုနတ်ဖျားရဲ့အမျက်ဒေါသတင့်မဲ့လို့လေကောလာဟလာတွေကြားဖို့ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရတနာကျွန်းဆိုတဲ့နာမည်နဲ့နာမီကသွားချင်းနေရဖြစ်ပြီးအဲ့လိုပောက်ကရဆိုရင်မရှောင်တဲ့ကပတိန်ကလည်းလက်ခံတဲ့အတွက်ဂိုရင်းမယ်ရီတင်မောကဒန်နာဟီလာရတနာကျွန်းစီကိုကန့်ကတ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ကျွန်းမောမှာကထူးခြားဆန်းပြတဲ့အရာတွေအများကြီးရှိနေပြီးအရှင်ကပင်လယ်သမားတော်တော်များများရောက်ဘူးကြပေမဲ့ရတနာတွေကိုမရခင်မှတင်ကြောက်ပြီးထွက်ပြေးရတဲ့အကြောင်းသတင်းတွေလည်းရှိခဲ့ပူတာဖြစ်ပါတယ်။အဲ့အချိန်မှာအမောင်ထဲမှာအနီရောင်မျက်လုံးတွေပေါ်လာတာကိုဘယ်သူမှသတိမထားမိလိုက်ပေမဲ့အစတည်းကလမ်းနေကြတဲ့နှစ်ယောက်ကတော့ထူးဆန်းခွာကြတဲ့တရိတ်ဆန်တွေကြောင့်လမ်းဖြတ်နေကြတော့အဲ့ဒီမျက်လုံးတွေကိုတွေ့လိုက်ရပါတယ်။အဲ့ညီရဲ့ဆိုလိုကလွယ်လို့ဒီကျွန်းကနေထွက်သွားဆိုတဲ့အတန်ကိုလူဖီတို့၃ယောက်လုံးကြားလိုက်ရပြီးသူကဒီကျွန်းကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့နတ်ဖျားဖြစ်တဲ့အပြင်ဒီနေရာကနေရှေ့တလန်းတိုးမယ်ဆိုတာနဲ့အန်ရများတဲ့ကျမဆိုးတွေကြားရောက်နိုင်တဲ့အကြောင်းသတိပေးတန်ကြီးကိုကြားလိုက်ရပါတယ်။ငတုံးလူဖီကတော့ကြောက်ရကောင်းမှမသိပဲအခုလိုထူးဆန်းတဲ့တရားဝါတွေကလည်းဒီကျွန်းမော်ကိုရတနာလာရှာကြတဲ့ပင်လယ်သမားတွေကိုသူ့အစွမ်းနဲ့ပုံစံပြောင်းလဲလိုက်တာဖြစ်တဲ့အကြောင်းကျွန်းရဲ့နတ်ဖျားကထပ်ပြောလိုက်ပါတယ်။
ဒါပေမဲ့လူဖီရဲ့နဆိုးသစ်သည့်အစွမ်းကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူ့အရင်ကပင်လယ်သမားဖြစ်ခဲ့မှုတဲ့အကြောင်းလှုပ်ကနေပြောလိုက်မိရဲ့အတွက်အနှဲငယ်တန်တရားဝင်လာကြပါတယ်အဲဒါကြောင့်သူ့ရဲ့ထောင်ချောက်တွေအပြင်တနက်နဲ့ပါဖြစ်ပေမဲ့လူဖီကဘာမှမဖြစ်တဲ့အတွက်တစ်တာတစ်လုံးတွေကနေနဖျားဆိုတဲ့သူလည်းလူဖီနဲ့တွေ့မှအဖြစ်မှန်နေပေါ်သွားခဲ့ပါတယ်တကယ်တော့သူကဒီတရိုရှန်တွေနဲ့လာသမျှလူအားလုံးကို6လက်နေရဖြစ်ပြီးဒီတစ်တာထဲမှာအခုလိုပိတ်မိနေရနှစ်ပေါင်း20လောက်ရှိပြီဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အခုမှနိုးလာရေးဆိုတော့ကလည်းထူးဆန်းတဲ့တစ်တာကြီးကိုမြင်လိုက်ရပြီးနှစ်ကောင်သားရှိသမျှအားနဲ့ဆွဲထုတ်ကြပြီမဲ့နှစ်ပေါင်း20လုံးပိတ်မိနေခဲ့တာကြောင့်ခန္ဓာကိုယ်ကတစ်တာနဲ့တသားလေးဖြစ်နေရဲ့ပြင်တစ်တာကိုဖျက်ဆီးလိုက်ရင်လေသူပါတည်သွားနိုင်တဲ့အကြောင်းထူးဆန်းတဲ့သူကြီးကပြောပြလိုက်ပါတယ်ပင်လယ်သမားဘရင်လုံးမယ် One Piece ကိုရှာမယ်ဆိုတဲ့စကားကြားရတယ် Grand Line ဆိုတာကပေါ်သေးသေးနေရမဟုတ်ပဲအဲ့ကနေထွက်ပြေးလွတ်မြောက်လာတဲ့သူတွေဆိုရင်စိတ်ဝိညာဉ်လွတ်တယ်လို့စကားတော့မပြောနိုင်တဲ့အထိဖြစ်တဲ့အကြောင်းသူ့ရဲ့အတွေ့အကြုံကိုပြောပြလိုက်ပါတယ်ပင်လယ်သမားခေတ်ကြီးစတင်ခဲ့တဲ့အချိန်သူပင်လယ်ထဲကိုရွက်လင်းခဲ့တုန်းကစလို့အခုထိ One Piece နဲ့ပတ်သက်တဲ့အရာကကောလာဟာလာတွေအစင်ပဲရှိသေးတာဖြစ်ပြီးဘယ်သူမှရှာမတွေ့နိုင်လောက်အောင်ဒန်နာကြီးဆန်တဲ့အကြောင်းပြောပြလိုက်ပါတယ်တနေ့ကျရင်အိမ်မက်တွေကိုလက်တွေ့ပိုင်ဆိုင်ရမယ်ဆိုတဲ့လူဖီရဲ့စိတ်အားထက်သန်မှုကသူနဲ့အတော်လေးဆင်တူပြီးလူငယ်တဲ့20လုံးဂျယ်နာတွေကိုရှာဖို့ဒီကျုံးမောကိုစတင်ချေချခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်လူနေရလောက်တက်လာလုံးကျုံးအနှံ့ကိုရှာခဲ့ပြီးမြဲတစ်တာအလူတလုံးကလွယ်လို့ဘာကုမှမတွေ့ခဲ့တာကြောင့်ပြန်ကြတော့မဲ့ချိန်ဂိုင်းမွန်းလို့ခေါ်တဲ့သူကဘယ်သူမှမရှာပဲပြစ်ထားခဲ့တဲ့တောင်ထုပ်ပေါ်ကိုတက်ကြည့်ခဲ့တာဖြစ်ပါတယ်အဲ့မှာရတနာတစ်တာတွေအများကြီးကိုတွေ့လိုက်ရပြီမဲ့လေကံမကောင်းစွာနဲ့သူပြုတ်ကျသွားတဲ့အချိန်အောက်ကတစ်တာအလူထဲမှာညက်သွားခဲ့ပြီးသူ့ရဲ့အဖွဲသားတွေကလည်းပြန်ထွက်သွားကြပြီဖြစ်လို့ဒီကျုံးမှာသူတယောက်တည်းတောင်တင်နေခဲ့တာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့ပုံစံကြောင့်တောင်ပေါ်ကိုတစ်ခါမှတော့ပြန်တက်ကြည့်လို့မရခဲ့ပဲနောက်ပိုင်းသူနဲ့ရင်းနှီးလာတဲ့ဒီအကောင်လေးတွေရဲ့အကူအညီနဲ့လာသမျှလူတွေကို6လက်လွတ်နေရဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်နှစ်ပေါင်း20လုံးဘဝနဲ့ရင်ပြီးဂိုင်းမွန်စောင့်ရှောက်ခဲ့တဲ့ရတနာတွေဖြစ်လို့နာမီကတော့ခိုးဖို့မစင်စားတော့ပဲသူ့အတွက်အဲ့ဒါတွေကိုယူပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒါပေမဲ့လူဖီကသူ့ရဲ့အစွမ်းနဲ့အပေါ်ကိုရောက်သွားတဲ့အချိန်မှာတော့ရတနာတစ်တာ6လုံးကိုအောက်ချပေးခြင်းတွေမရှိတော့ပဲအဲ့ဒါကဘာကိုဆိုလိုလဲဆိုတာဂိုင်းမွန်ကလည်းချက်ချင်းနားလည်သွားပါတယ်တကယ်တော့အဲ့တစ်တာတွေထဲမှာဘာရတနာမှမရှိပဲအလွတ်တွေကြီးဆိုတာကိုဂိုင်းမွန်ကဒီနှစ်တွေအတွင်းစဉ်းစားမိခဲ့တာဖြစ်ပြီးအဲ့ဒါကိုသိသွားရင်ဂိုင်းမွန်စိတ်ထိခိုက်မှဆိုလို့လူဖီကတစ်တာတွေကိုမချပေးခဲ့တာဖြစ်ပါတယ်ပင်လယ်ပြင်မှာရတနာတိုက်ရှာတဲ့သူတွေရဲ့ဘဝကဥရလူယူစတန်းဖြစ်တဲ့အတွက်သူတီကျုံးကိုစရောက်တဲ့အချိန်တခြားသူတွေကအဲ့ရတနာတွေကိုယူသွားပြီးသားဖြစ်နေရဖြစ်ပြီးလူဖီကတော့သူတို့နောက်နှစ်30မှမဟုတ်ပဲအခုရောက်လာတာကံကောင်းတယ်လို့စိတ်ထဲမကြောက်အောင်အားပေးလိုက်ပါတယ်ရတနာတွေမရှိတော့တာကြောင့်ဂိုင်းမွန်သာ One Piece ကိုဆက်ရှာခြင်းသေးရဲ့ဆိုရင်သူ့ရဲ့ပင်လယ်ပြင်အဖွဲ့ထဲဝင်မှုလူဖီကကန်လိုက်တဲ့အတွက်သူဒီလိုပုံစံကိုဘယ်သူမှစကားတော့လာမပြောချင်ကြတဲ့ဂိုင်းမွန်လည်းဟက်ထိသွားခဲ့ရပါတယ်ဒါပေမဲ့ရတနာတွေတကယ်မရှိဘူးဆိုရင်တော့သူကာကွယ်ပေးခြင်းတဲ့အရာတွေရှိနေသေးတဲ့အတွက်ဂိုင်းမွန်ကဒီကျုံးမမှာပဲနေခဲ့ဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်လူဖီတို့ကလည်းဒန်နာကြီးလာရတနာကျိုးစီကနေပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်လူဖီတာဆိုရင် One Piece ရတနာကိုရအောင်ရှာနိုင်လိမ့်မယ်လို့ဂိုင်းမွန်ကယုံကြည်သွားခဲ့ပြီးသူတို့တွေရွက်လင်းလာကြတဲ့နောက်နေ့မှာတော့လူဖီကစတိုကန်ထဲကအမြောက်ဆန်တစ်တာကိုရှာတွေ့လာခဲ့ပါတယ်ဒါပေမဲ့ဘလို့ပြည့်ရမှမသိလို့တိုင်ပတ်နေအောင်ဇိုရိုကိုအခုညီလန်းတောင်းမိမယ်အချိန်ပြည့်အိမ်မောကျနေတဲ့ရင်းကြီးကောင်းတဲ့ကတော့တစ်ချိန်ကသူ့ရဲ့အတိတ်စီကိုပြန်ပြောင်းအောင်မိနေတာဖြစ်ပါတယ်ဒါကတော့ One Piece အပိုင်း9ဖြစ်ပြီးအပိုင်း10ကိုနောက်နေ့မှာတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်